ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကပြောမှာတော့2025-2026ရာသီပိတ်ပြီပေါ့ဗျာဒီနေ့ပြီးပြီနားမယ်ပြီးကဗလာလာမယ်အဲ့ပွဲကိုကျွန်တော်နောက်ဆုံးပိတ်လေးပေါ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်ပေါ့အားလေးကိုကျွန်တော်ရွေးပေးခြင်းနဲ့ပထမဆုံးပွဲကပါမာနဲ့ဆက်စုလို့နဲ့ပမာနဲ့ဆက်စုလို့နဲ့ပွဲကရည်ရွယ်ချက်မရှိတော့ဘူးရည်ရွယ်ချက်မရှိတဲ့နှစ်သင်းကံမယ်နှစ်သင်းတော့လည်းတန်းမစင်းတော့ဘူးတန်းလည်းမစင်းကြတော့ဘူးပြီးတော့ဥရောပပြိုင်ပွဲတွေလည်းမဝင်ကြတော့ဘူးဒီပွဲမှာဆက်စုလို့ကနယ်ပယ်30ရှုံးနဲ့ဘိုးဘောင်နှစ်ပြက်ကတော့ကျွန်တော်ပြေးတယ်လို့ထင်နေပြပါဘူးလို့ဆိုလို့ဒီလိုပွဲလေးတွေဆိုသူတို့ကဟိုဘယ်လိုလဲနှလုံး90ရှုံးနှလုံး80ရှုံးအဲ့လိုလေးပေးတာပေါ့ဒါပေမဲ့ဒါနှလုံးနှစ်ပြက်ပေါ့နှစ်ပြက်ဒီပေးတာဆိုကြေးလည်းပြင်းတယ်ကြေးပြင်းလည်းကျွန်တော်9အောက်ပဲကြိုက်တယ်သူတို့ခေါ်ရဲနောက်ကိုကျွန်တော်မလိုက်တော့ဘူးပါမာနဲ့ဆက်စုလူပွဲကို9အောက်ရွေးတယ်ပြီးရင်နောက်တစ်ပွဲကကျွန်တော်ဝဟန်နဲ့လီကဝဟန်တန်းစင်းဆောင်တိုက်ပွဲရုံးနေရတယ်ပေါ့ဗျာရုံးနေဆိုပေမဲ့လည်းစပါးကတရေကန်ရင်တောင်မှဝဟန်တန်းစင်းရပြီတန်းစင်းရပြီဆိုတော့ဝဟန်ကလည်းဒီပွဲကိုသူက9ရဖို့အနိုင်ရဖို့အတွက်တိုက်စစ်တွေတိုက်မယ်ပေါ့ဗျာတိုက်တော့သူလည်း9ရနိုင်တယ်အဲ့တိုင်းနဲ့ကောင်းတာချောင်းပြီးတော့လီရလည်း9ရနိုင်တော့တယ်ကျွန်တော်ဒီပွဲကို3ဂိုးအနည်းဆုံး3ဂိုးလောက်ထိအနည်းဆုံး3ဂိုးလောက်ကနေစကြည့်ရမယ်ပွဲလို့ထင်တယ်အဲ့တော့ဝဟန်နဲ့လီပွဲကိုကျွန်တော်ဂိုးပေါ်ကိုကြိုက်တယ်ပြီးရင်စပါးနဲ့အေဗာတန်ကလည်းစပါးတန်းစင်းစုံမှာပေါ့စပါးနဲ့ဝဟန်နဲ့နှစ်သင်းနဲ့တစ်သင်းဆင်းရမယ်ပေါ့ဒါပေမဲ့ကျွန်တော်ဝဟန်ပဲဆင်းရမယ်လို့ထင်တယ်ဗျာစပါးကတော့ဆင်းရလောက်တော့စပါးတရေကြိုင်တော့မှသူကတန်းကြံရဲခဲ့တော့မယ်ပေါ့ဗျာအဲ့တော့စပါးမဆင်းရလောက်တော့ဘူးအဲ့တော့လူတွေကစပါးကိုဘယ်လိုပြောမလဲယုံကြည်ပြီးတော့စပါးကိုရိုက်ချင်လဲရိုက်ကြမှာပေါ့ဗျာကျွန်တော်ကတော့စပါးကိုထပ်စားရင်ကျွန်တော်ကဂိုးပေါင်းအပေါ်လေးကိုရွေးထားတာပို့ပြီးတော့စိတ်ချရမယ်လို့ထင်လို့ကျွန်တော်ကတော့စပါးနဲ့အေဗာတန်ပွဲကိုဂိုးပေါ်ရွေးချယ်ထားပါတယ်ပြီးရင်ဘရိုက်တန်နဲ့မန်ယူပွဲမှာကျတော့ဘရိုက်တန်ကတစ်လုံး80ဂိုးပေါင်း3လုံး35ပြားရှုံးကြီးရတော့နည်းနည်းပြင်းတယ်လို့လည်းခေါ်လို့မရပါဘူးဘာလို့ဆိုမန်ယူကစင်တုံးနဲ့အဆုံးတက်ပြီလေဘာမှလည်းဝမ်းဖြစ်တော့ဘရိုက်တန်ကတော့ဥရောပပြိုင်ပွဲကိုဝင်နိုင်ဖို့အတွက်ဒီပွဲကိုနိုင်ထားရင်ပို့ပြီးတော့တေချာတယ်ပေါ့ဗျာအဲ့တော့ဘိုးတေချာအောင်လို့သူဒီပွဲကိုနိုင်ကန်မယ်လို့ထင်ကြမှာပဲလေသူလည်းကန်မှာပါဘာလို့ဆိုမန်ယူကအိမ်ဝင်းဟိုနေ့တော့နော်တန်နဲ့အိမ်ဝင်းကိုနိုင်ကန်သွားရသူဝေးခွင်းဆိုလို့ရှိရင်ဟိုပွဲလဲဘယ်လိုပြောမှာလူလဲနာခံမှာမဟုတ်တော့ဘူးလေတရေလောက်လိုပဲမျောတယ်ဗျအဲ့တရေကိုမျောပြီးကျွန်တော်ကမန်ယူကိုရွေးချင်တယ်ဒီပွဲဘရိုက်တန်တရေလောက်ပဲရမယ်လို့ထင်တယ်ဗျဟုတ်ဘရိုက်တန်နဲ့မန်ယူပွဲကိုကျွန်တော်မန်ယူပဲရွေးချယ်ပါတယ်ပြီးရင်ဘန်လီနဲ့ဦးပွဲဘန်လီနဲ့ဦးကကြတော့ဘန်လီနဲ့ဦးကဟိုနှစ်သင်းသလုံးတော့တန်းဆင်းသွားပြီပေါ့တန်းဆင်းသွားပဲမဲ့သူကဂိုးပေါင်းကြီးဖောက်ထားတာ3လုံး80သားတယ်3လုံး80သားဆိုတော့ဖောက်မှာပဲဘာလို့ခုနောက်ပိုင်းမှာဘန်လီကလည်းဂိုးတွေရနေတယ်ဦးကလည်းဟိုဂိုးတွေရနေတယ်ပွဲတိုင်းဒီပါဂိုးတွေပြန်ရနေအဲ့ဒီဟာနဲ့ဆိုရင်ပြီးတန်းလဲဆင်းသွားပြီဖြစ်တဲ့အတွက်သူတို့ပရီးမီးယားလိကိုနှုတ်ဆက်တဲ့အနေနဲ့ပြည်သက်တွေကိုဂိုးတွေနဲ့မြန်နှုတ်ဆက်သွားမလားပေါ့အဲ့လိုနှုတ်ဆက်သွားမယ်လို့ထင်ပေမဲ့လည်းကျွန်တော်ကတော့ဂိုးအောင်ပဲကြိုက်တယ်ဗျာ9ဂိုးလောက်ပဲပေါ့အလုံးစုံ3ဂိုးပေါ့3ဂိုးဆိုရင်လည်း85ပြားရှုံးဆိုတော့နည်းနည်းတော့အများကြီးတော့နင်းနာတာပေါ့လေနော်ကုန်းစလုံးနီးပါပဲဒါပေမဲ့ကျွန်တော်ဂိုးအောင်ကိုကြိုက်တယ်ဘန်လီနဲ့ဦးပွဲကိုဂိုးအောင်ရွေးပါတယ်ပြီးရင်ဖူဟန်နဲ့နယူကာဆယ်ကလည်းရီမန်းချမ်းမရှိတဲ့ပွဲပေါ့နှစ်သင်းလုံးလည်းတမ်းမစင်ဘူးပဲဥရောပပြိုင်ပွဲမှာလည်းကန်ပွဲမရဘူးအဲ့တော့ဒီပွဲကဂိုးပေါင်းကြီးက3လုံး5ပြားရှုံးနဲ့ဖောက်ထားတယ်နှစ်သင်းလုံးကဘာမှဖီအားမရှိတဲ့အတွက်အေးဆေးပဲကစားသွားပြီးတော့ကျွန်တော်အလုံးစုံသူတို့ရတော့3လုံးထိပဲလို့ထင်တယ်အဲ့တော့ကျွန်တော်ဒီဖူဟန်နဲ့နယူကာဆယ်ပွဲကိုလည်းဂိုးအောင်ရွေးထားပါတယ်ပြီးရင်နောက်ထပ်ရွေးထားတာလေးကလက်ချီနဲ့ဟိုဂျီနိုဝါပွဲလက်ချီကတန်းစင်းဆောင်ရုံးနေရတယ်ပေါ့တန်းစင်းဆောင်ရုံးနေရဆိုရင်ခီမိုနီကရှုံးသွားပြီး
ခရီမိုနီယာရှုံးတယ်သူကနိုင်မယ်ဆိုလို့ရှိရင်အဲ့ဆိုရင်ကိုသူကလက်ချီကတန်းလွတ်သွားပြီဗျလွတ်သွားပြီအခုခရီမိုနီရှုံးသူရှုံးဆိုရင်လည်းသူကခုလွတ်တယ်ဗျာသူနိုင်ခရီမိုနီလည်းနိုင်သူလည်းနိုင်ဆိုရင်တော့သူရှုံးပြီးတော့ခရီမိုနီနိုင်မှပဲသူကတန်းဆင်းရမှာပေါ့အဲ့တော့ဖောက်တာလည်းတစ်လုံး80နှလုံး25ဗျာအဲ့တော့နှလုံး25ဆိုတော့ဒီပွဲကျွန်တော်ကကိုအောင်ပဲကြိုက်တယ်ဗျကိုအောင်ပဲကြိုက်တယ်ဆိုတာလက်ချီရရှူးလို့ရှိရင်လည်းအများကြီးတော့ရှူးနိုင်လောက်ဘူးလို့ထင်တယ်တကိုးနှစ်ကိုးလောက်ပေါ့အလုံးလုံးသူတို့ပွဲကိုကျွန်တော်နှစ်ကိုးလောက်ပဲမြင်ရမယ်လို့ထင်တယ်ဗျလက်ချီနဲ့ကျွန်တော်ကပွဲကိုကိုအောင်ကြိုက်ပါတယ်ပြီးရင် AC နဲ့ကယ်လီယာဒီပွဲက AC ကချန်ပီယံလိလားယိုဘာလိလားသူကြိုက်တယ်ရွေးပေါ့ဒါပေမဲ့လေကိုမွန်နဲ့ဂျူပင်နိုင်မှ AC ရရှုံးမှငါရမှာသူယိုဘာလိကိုသွားကန်ရမှာပေါ့ဒီတေချာတော့ကတော့ချန်ပီယံလိတေချာလောက်ပါတယ် AC ဒီပွဲမှာနိုင်လောက်မယ်လို့ထင်နေဒါပေမဲ့တစ်ပြက်ဆိုတော့တကူနဲ့နိုင်မလားနှစ်ခုပြက်နိုင်သွားမလားပေါ့အဲ့ဒါလေးတစ်ခုပဲတွေးရမှာကျွန်တော်တို့ AC နဲ့ကယ်လီယာကြီးပွဲကို AC ရကြိုက်ပါတယ်ပြီးရင်တူအီနိုနဲ့ဂျူပင်ကျွန်တော်ကဒီပွဲလေးကိုဒီရွေးချယ်မှုတွေထဲမှာဒီပွဲလေးကိုကြိုက်ဆုံးပေါ့ဂျူပင်ကိုကတော်တော်လေးကြိုက်နေပေါ့ဗျာဂျူပင်ကနိုင်ရင်ချန်ပီယံလိကိုမျှော်လင့်ချက်ရှိမယ်ဒါပေမဲ့ AC နဲ့ရိုမာချေချော်မှသူမျှော်လင့်ချက်ရှိမှာပေါ့ဗျာအဲ့တော့ဂျူပင်နိုင်လဲနိုင်လိမ့်မယ်ဗျာနိုင်လိမ့်မယ်ဒါပေမဲ့ဂိုးတော့မပြတ်လာဘူး 1-0 0-1 0-2 လောက်ပေါ့အဲ့တော့ကျွန်တော်ကဒီပွဲကိုဂိုးအောက်လေးတော်တော်ကြိုက်တယ်ဗျာနှစ်သင်းပေါင်းသူတို့လွန်ဆုံးရှူလဲကျွန်တော်2ဂိုးလောက်လိုပဲထင်တယ်ဂိုးပေါင်း360သာ360သာ2ဂိုးလောက်ပဲရှူလိုက်မှာဗျာနှစ်သင်းပေါင်းကအဲ့တော့ကျွန်တော်တူအီနိုနဲ့ဂျူပင်ပွဲကိုဂိုးအောက်ယူထားပါတယ်ကျွန်တော်အဲ့ဂိုးအောက်လေးကိုတော်တော်လေးကြိုက်ပါတယ်ပြီးတော့ကီမိုနီနဲ့ကိုမိုနဲ့ဒီပွဲလေးကအီတလီစီးရီမှာဒီနေ့ညကြည့်ကောင်းမယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့တစ်ဖက်မှာကီမိုနီကတန်းစင်ဆောင်ရုံးမဲ့အသင်းကိုမိုကတော့ဥရောပချန်ပီယံလိကိုဝင်ရဖို့အတွက်အနိုင်ခံမယ်အသင်းကိုမိုကတော့ယူဗာလိကိုတရားပေါက်ဝင်နေပြီဒါပေမဲ့သူကကိုမိုကအနိုင်ခံပြီးတော့ AC နဲ့ရိုမာချေချော်ရင်သူယူဗာလိကိုချန်ပီယံလိကိုကန်ရမယ်ဟိုဘက်ကခရီမိုနီယာလည်းသူနိုင်လို့ချင်သူနိုင်ပြီးတော့လက်ချီကရှုံးနေဆိုရင်သူတန်းရလို့မယ်ပေါ့ဗျာအဲ့လိုဆိုတော့ခရီမိုနီယာလည်းတိုက်မှာပဲကိုမိုကလည်းဂိုးရှူးတဲ့အသင်းဆိုတော့ရှူးမှာပဲအဲ့တော့ဒီနှစ်သင်းကိုကျွန်တော်3လုံးကနေပြီးတော့စကြည့်လို့ရမယ်လို့ထင်တယ်ဗျအဲ့တော့ခီမိုနီနဲ့ကိုမိုနဲ့ပွဲက3လုံး45ပြားစားဖောက်ထားတယ်အနည်းဆုံးသူတို့3လုံးရှူးမယ်လို့ထင်တယ်အဲ့တော့ခီမိုနီနဲ့ကိုမိုပွဲကိုကျွန်တော်ဟိုးပုံကြိုက်ပါတယ်ပြီးတော့နောက်ဆုံးတစ်ပွဲလေးကတော့ဗီလာရီယာနဲ့ ATGO ဒီပွဲကတော့ချန်ပီယံလိနောက်နှစ်မှာချန်ပီယံလိနှစ်သင်းသလုံးဝင်သွားပြီအဆင့်3နဲ့4ဒါပေမဲ့ဗျဂိုးပေါင်းကြီးက3လုံး55ပြားရှုံးတယ်ဖောက်ထားတယ်ကျွန်တော်အဲ့စပိန်လာလီဂါမှာဆိုရင်ရောဂိုးပေါင်းကြီးပြင်းတာဆိုတော့ကျွန်တော်ဘာစီနဲ့မက်ထရစ်တို့လောက်တွေ့ဘူးတာပေါ့ဗျာတွေ့ဘူးတာဒါပေမဲ့ဒီကောင်က3လုံး55ပြားရှုံးဆိုတော့နည်းနည်းကျွန်တော်စိတ်ထဲမှာပြင်းနေသလားပေါ့ရည်ရွယ်ချက်လဲဘယ်လိုရည်ရွယ်ချက်ဆိုတာတော့သူတို့ကဝင်သွားပြီဗျာချန်ပီယံလိဝင်သွားပြီနောက်နှစ်မှာဘာလို့အနာခံတော့မှာဘာလို့ကန်မတော့မှာအမကန်တော့လာပြီးကဘာဖလားရှိသေးတယ်ကဘာပါဝင်မဲ့ကစားသမားတွေလည်းနာမခံတော့ဗျာအဲ့တော့အဲ့အယူကိုဒီလိုမျိုးကြီးကြေးဖွင့်နေဆိုတော့ဘာလဲပေါ့တက်ပဲကြေးခေါ်တာလားဘာလားတော့မသိဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီဝဲကိုဂိုးပေါ်ကြိုက်တယ်ဗီလာရီရဲ့နဲ့ ATGO ပွဲကိုကျွန်တော်ဂိုးပေါ်လေးရွေးချယ်ချင်ပါတယ်ဟုတ်အဲ့ကျွန်တော်ခုရွေးပေးသွားတဲ့17သင်းပေါ့17သင်းရှိတယ်ကျွန်တော်ရွေးချယ်ပေးပါလေးကပါမာကိုအောင်ဝဟန်ကိုပေါ်စပါကိုပေါ်မန်ယူဘန်လီကိုအောင်ပြီးရင်လက်ချီကိုအောင် AC ဂျူဘင်ကိုအောင်ပြီးရင်ကိုမိုကိုပေါ် ATGO ကိုပေါ်ရွေးသွားတယ်အဲ့ဒီထဲမှာကျွန်တော်ကြိုက်ဆုံးကတော့ဂျူဘင်ကိုအောင်လေးကိုကျွန်တော်ကြိုက်ဆုံးပေါ့ဗျာဒီထဲမှာကိုကြိုက်တာလေးကိုစင်ပီယာလေးကိုကြိုက်တာရွေးပြီးတော့တုံကိုကြိုက်နေတဲ့နာနဲ့တူရင်တော့ကစားပါဗျာဘယ်သူမှတေးချရဲလို့တော့မရှိဘူးပေါ့ဗျာနော်ဟုတ်ကဲ့ကျေးဇူးပါ2025 2026နောက်ဆုံးပိတ်ရာသီပိတ်ပွဲတွေပေါ့အဲ့ပွဲမှာနည်းနည်းလေးမြန်ကန်ထူးပြီးတော့မြန်ပေါ့အကုန်လုံးမြန်မှန်ခဲ့သည်ရှိတော့ပေါ့
အဲ့လိုလေးအမှတ်တရဖြစ်အောင်ကျွန်တော်ရွေးချယ်ပြီးတော့တင်ပေးတာပေါ့ဗျာကျွန်တော်လည်းအတိအကျကြီးရလို့တော့ပြောလို့ပါဘူးကိုကြိုက်တဲ့ကိုကြိုက်တဲ့ကိုတွေးထားတဲ့ကိုရွေးထားတဲ့အသေးလေးနဲ့ကျွန်တော်ပြောရတဲ့နဲ့သွားပြီးတိုက်ဆိုင်ရင်ပို့ပြီးတော့အဆင်ပြေအောင်လို့ပြောခြင်းဖြစ်ပါတယ်အများကြီးဟိုတေချာပေါက်ရဲဆိုတာလောင်းသားဆိုတော့တေချာပေါက်နိုင်ပါမယ်ဆိုတော့ဘယ်တော့မှမရှိဘူးပေါ့ဗျာအဲ့တော့ကိုရဲ့ပတ်စံနဲ့ကိုယ်တိုင်ကြိုက်တာလုပ်တာဖြစ်တဲ့အတွက်ကိုရဲ့စိတ်ကြိုက်ကိုပဲရွေးချယ်တာပို့ပြီးတော့အကောင်းဆုံးဖြစ်မှာပါဒီကျွန်တော်တို့ဆိုတာဟိုလိုအရင်ကြီးတော်နေတက်နေတည်နေလို့ရလို့မဟုတ်ဘူးဗျာကိုဝါသနာပါတာလေးနဲ့ကိုဒီလိုလေးလုပ်ရင်စိတ်ကျင်တဲ့လို့ကျွန်တော်တို့ရွေးချယ်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြင်းကြီးမှန်းနေပါမယ်အဲ့လိုတော့မတွေးဘူးဗျာနောက်နေ့ဟိုကဘာဖလားဆိုရင်ဘာဖလားပွဲဆိုရင်ကျွန်တော်ဒီလိုမျိုးလေးပဲတင်ဆက်ဖို့စိတ်ကူးထားတယ်ဗျာကျွန်တော်လည်းမှန်ခဲ့သည်ရှိတော့အပေးကြပါအောင်အတန်ပိုင်းဆိုင်ရာလည်းကျွန်တော်စလုပ်တာဖြစ်တဲ့အတွက်ဟိုအတန်ပိုင်းဆိုင်ရာလုံးဝအဆင်မပြေနိုင်ဘူးစူညံတန်တွေနောက်ကစူညံတန်တွေပါခဲ့တာရှိရင်လည်းကြိုပြီးတော့တောင်းပန်ပါတယ်အားလုံးပဲမင်္ဂလာပါ